တိုင်းမှာလည်းဒီမေခွန်းရှိတတ်ကြတယ်ဘာလို့လဲဆိုတဲ့အခါကျတော့ဒီ preschool တွေမှာဖြစ်စေဒါမှမဟုတ်အိမ်တွေမှာပဲဖြစ်စေကလေးရလို့ဖြစ်လာပြီဆိုလို့ရှိရင်ပေါ့နော်ကလေးချင်းချင်းရံမဖြစ်ဘူးတဲ့ကလေးမရှိဘူးမိဘတွေနဲ့ရံဖြစ်ရင်ဖြစ်တငယ်ချင်းအပေါင်းအသင်းချင်းချင်းရံဖြစ်ရင်ဖြစ်စသဖြင့်ပေါ့နော်ပုံစံမျိုးမျိုးနဲ့ရံဖြစ်ကြတယ်အဲ့တော့ကျမတို့ဖြည့်ရှင်းဖို့စဉ်းစားရဲဆိုတဲ့အခါမှာနီးလူခါတွေကတော့ technique တွေကတော့အများကြီးရှိတယ် strategy တွေလည်းအများကြီးရှိတယ်ပေါ့အဲ့ဒီထဲမှာကျမမဖြစ်မနေပေါ့နော်ထည့်သွင်းပြီးတော့စဉ်းစားဖို့လိုတဲ့အချက်လေးတွေကိုပြောပြပေးထားပါတယ်အဲ့တော့ပထမဆုံးအချက်အနေနဲ့ပေါ့ကျမဒီမှာပြောထားတယ် AC တည်ငြိမ်ဆိုတာတုံ့ပြန်နိုင်ဖို့ကြိုးစားပါဆိုတာဘာကြောင့်လဲဆိုတဲ့အခါကျတော့အချိန်တော်တော်များများမှာကလေးချင်းချင်းရံဖြစ်တယ်ပေါ့အဲ့ခါမှာဆရာမကဖြစ်စေအင်္ဂါမိဘတွေကဖြစ်စေကြည့်ရတာဒီကလေးတယောက်တည်းဟုတ်ချင်မှဟုတ်လိမ့်မယ်ပေါ့နော်တခြားသောအခြေအနေတွေနဲ့ကျမတို့မှာတခြား duty တွေရှိနိုင်တယ်အဲ့ခါမှာဟာကလေးရရံဖြစ်ပြန်ပြီအော်ပြန်ပြီဟစ်ပြန်ပြီငိုပြန်ပြီစိတ်ညစ်လိုက်တာဒေါသထွက်ရင်ထွက်သွားမယ်ဒါမှမဟုတ်စိတ်ညစ်ညူးနေတဲ့ပုံစံဖြစ်ရင်လည်းဖြစ်သွားမယ်ပေါ့နော်မတူညီတဲ့ပုံစံတွေနဲ့တုံ့ပြန်နိုင်တယ်ပေါ့ဒါပေမဲ့ကလေးရန်ဖြစ်ပေမဲ့လည်းဆရာမဘက်ကဖြစ်စေဖေဖေမေမေတွေဘက်ကဖြစ်စေကလေးကိုအုပ်ထိန်းတဲ့သူတွေအနေနဲ့ပေါ့နော်တည်တည်ငြိမ်ငြိမ်ပဲတသားဘာဖြစ်လို့လဲသမီးဘာလို့ငိုတာလဲဘာတွေအဆင်မပြေလို့လဲဖြစ်နိုင်ရည်ရှိတဲ့အချက်လက်တွေကတော့အများကြီးရှိတယ်ဆိုပေမဲ့လို့ကလေးကိုနေကဖြစ်ပြမိလားဆိုပြီးဒေါသတကြီးနဲ့ထပြီးအော်ဟစ်တာမျိုးဒုက္ကင်ပြီးတော့စပြီးပြောတာမျိုးထပ်ဆိုင်လို့ရှိရင်ဒီခါကိုဥဆောင်ပြီးတော့ဖြည့်ရှင်းပေးမဲ့သူအနေနဲ့ဘာဖြစ်တာလဲဘာကြောင့်လဲဆိုတဲ့ introduction နဲ့ကိုယ့်ရဲ့တည်ငြိမ်မှုကိုအရင်ဆုံးပြဖို့လိုတယ်ပေါ့ဒါမှသာလျှင်နောက်ဆက်တွဲဆက်ပြီးတော့ဖြည့်ရှင်းရမယ့်ကိစ္စရပ်တစ်ခုချင်းစီတိုင်းမှာပြောမယ့်စကားတစ်ခုချင်းစီတိုင်းမှာဆိုလို့ရှိရင်တည်ငြိမ်မှုနဲ့အတူတူကျမတို့ကကောင်းကောင်းမွန်မွန်ရှေ့ဆက်သွားနိုင်မယ်ပေါ့နော်ဒါကြောင့်မို့လို့ကျမတို့ပထမဆုံးဆိုလို့ရှိရင်တော့တည်တည်ငြိမ်ငြိမ်ဒီကလေးတွေရဲ့ရန်ပြုတ်မှုကိုတုံ့ပြန်နိုင်ဖို့လိုတယ်အဲ့လိုမတုံ့ပြန်မဲနဲ့လူကြီးကအမြဲတမ်းအော်ဟစ်တောင်းညမ်းနေမယ်ကလေးရန်ဖြစ်လို့ဆိုပြီးတော့ဆရာမကလည်းထားပြီးတော့អော်လိုက်မယ်ဆူလိုက်မယ်ရိုက်လိုက်မယ်ဒီလိုပုံစံနဲ့ပဲတုံ့ပြန်နေဆိုလို့ရှိရင်ကျမတို့ကရေရှည်အတွက်ကိုဆိုလို့ရှိရင်ဒါဟာကောင်းမွန်တဲ့နီးလန်တစ်ခုဖြစ်မနေနိုင်ဘူးပေါ့နော်ဒီသဘောတဘာဝရှိပါတယ်အဲ့တော့နောက်တစ်ချက်အနေနဲ့ကျမတို့တွေဆိုလို့ရှိရင်ကလေးတွေကိုစကားပြောဝင်ပေးရမယ်သဘောတရားကဥပမာအားဖြင့်ပေါ့ကလေးနှစ်ယောက်ရန်ဖြစ်တယ်နှစ်ဦးနှစ်ဖက်လုံးမှားတာဖြစ်စေတစ်ဖက်ဘက်ကစပြီးတော့မှားရွက်တာပဲဖြစ်စေဘာကြောင့်ဖြစ်တာလဲဘလို့ဖြစ်တာလဲသူတို့ဘာကြောင့်ဖြစ်ရလဲဆိုတဲ့အကြောင်းတရားကိုသူတို့ကိုပြောပိုင်ခွင့်ပေးတာမျိုးပေါ့သူတို့ကိုပြောပိုင်ခွင့်မပေးဘဲနဲ့ကိုကပဲအစစရအားလုံးဆုံးဖြတ်ချလိုက်မယ်ဆိုလို့ရှိရင်ဒါဟာအဆင်မပြေနိုင်အဲ့တော့ဒါဘာဖြစ်တာလဲသမီးဘာဖြစ်တာလဲဒီလိုပုံစံမျိုးကျမတို့သူတို့ကိုစပြီးမေးဖို့လိုတယ်ပေါ့ဒီခါမှပဲသူတို့ကလည်းဖြစ်ရခြင်းအကြောင်းတရားကိုကျမတို့ပြန်ပြီးတော့ပြောမယ်အဲ့ဒီခါမှာသူတို့ emotion တွေပါလာလိမ့်မယ်ပေါ့တသားကတငယ်ချင်းကိုကစားဖို့တော့ပြောတာကိုတသားကိုထုလိုက်တယ်စသဖြင့်ပေါ့ဒါမှမဟုတ်အတူတူအယုတ်ကိုကစားချင်တာသူကစားချင်နေတာကြာပြီအဲ့တော့တသားကစားရအောင်လို့ပြောတာကိုမကစားဘူးဆိုပြီးတော့အယုတ်ကိုဆွဲလူသွားတယ်ဒါမှမဟုတ်သူရုပ်ကစားနေတာကြာလို့တတကအဲ့ဒီရုပ်ကိုဆွဲလူပလိုက်တာစသဖြင့်ပေါ့နော်ဒီဖြစ်ရခြင်းအကြောင်းတရားမှာဒေါသတွေစိတ်ဆိုးတာတွေဝမ်းနည်းတာတွေငိုကြွေးတာတွေစသဖြင့်အခြေအနေတွေမျိုးမျိုးပါလိမ့်မယ်သူတို့ကိုစကားပြောခွင့်ပေးပြီးတော့သူတို့ရဲ့ခံစားချက်ကိုထုတ်ဖော်ပြောပြလိုက်ခြင်းအပြင်သူတို့ရဲ့လက်ရှိဖြစ်နေတဲ့စိတ်ခံစားချက်ကအနှဲငယ်လေးလျော့သွားနိုင်တယ်ပေါ့နော်ဒီသဘောတရားလေးရှိပါမယ်ဒါဆိုရင်နောက်တစ်ချက်အနေနဲ့ဆိုလို့ရှိရင်တော့ကျမတို့ရန်ဖြစ်ရခြင်းအကြောင်းတရားတွေကိုဆန်းစစ်ဖို့လိုလိမ့်မယ်ပေါ့ဘယ်လိုနေရာမှာပဲဖြစ်စေရန်ဖြစ်တယ်ဆူလိုက်မယ်ငေါက်လိုက်မယ်ဆိုပြီးတော့တမ်းပြီးဆူလိုက်ငေါက်လိုက်မယ်ဆိုလို့ရှိရင်ဒါကအဖြေတစ်ခုကိုကျမတို့ရှင်းရှင်းလင်းလင်းပြီးသွားမှာမဟုတ်ဘူးเนาะအဲ့တော့ရန်ဖြစ်ရတဲ့အကြောင်းရင်းကိုတော့ကျမတို့စမ်းစစ်ဖို့လိုလိမ့်မယ်ပေါ့ဖြစ်ရခြင်းအကြောင်းတရားသည်တယောက်ကစပြီးတော့ရိုက်လိုက်လို့ဒါမှမဟုတ်တယောက်ကစပြီးတော့ထုလိုက်လို့ဒါမှမဟုတ်တယောက်ကထပြီးအော်ဟက်လိုက်လို့အများကြီးဖြစ်နိုင်တယ်နှစ်ဦးနှစ်ဖက်မှားတာလည်းဖြစ်နိုင်တယ်လို့တစ်ဖက်တည်းကမှားနေတာလည်းဖြစ်နိုင်တယ်ပေါ့နော်ဒီတော့ဘာကြောင့်လဲကျမတို့အခြေအနေအကြောင်းတရားကိုတည်တည်ချာချာလေးတွေးကြည့်မယ်ခေါ်ကြည့်မယ်ခလေးတွေနဲ့အတူအပြန်အလှန်စကားပြောကြည့်မယ်ပေါ့နောက်တစ်ချက်ကတော့တယောက်နဲ့တယောက်နားလဲအောင်ပြောဖို့လိုတယ်ပေါ့သဘောတရားကအခုရှေ့မှာလည်းကျမအများကြီးပြောခဲ့တယ်ပေါ့နော်အတူတူကစားချင်တာသွားပြီးတော့ကစားဖို့ပြောပေမဲ့တခြားတယောက်ကမကစားဘူးဆိုပြီးထားပြီးထူလိုက်တယ်ဒါမှမဟုတ်တယောက်ကပစ္စည်းကိုကစားနေတာကြာပြီကစားနေတာကြာတာကိုစိတ်မရှိတော့တာဖြစ်တဲ့အတွက်ပစ္စည်းကိုသွားပြီးလှူလိုက်တယ်အများကြီးအများကြီးဖြစ်နိုင်တဲ့အခြေအနေအကြောင်းတရားတွေကဒီခါမှာကျမတို့ဒီကစားချင်လို့ဖြစ်စေဘလို့အကြောင်းကြောင့်ဖြစ်စေအတူတူတစုံတရာကိုလှုပ်ဖို့စဉ်းစားထားတယ်ဆိုလို့ရှိရင်ကိုပြောချင်တဲ့အကြောင်းအရာကိုသွားချင်တဲ့ target ဒီဟာကိုတစ်ဖက်သားနားထောင်မဲ့သူကနားလေသွားအောင်ပြောပြပေးဖို့အတွက်ကိုကျမတို့လူကြီးသူမတွေကစုံမတုံတင်ပြီးလမ်းကြောင်းပြပေးဖို့လိုအပ်တယ်ပေါ့
ကလေးရလို့ဖြစ်လာတဲ့ကလေးတွေဒီသူတို့အာယုံ၅ပါးကနေပြီးတော့လှုံ့ဆော်မှုတွေရှိတယ်အဲ့ဒီကနေတင်ယူတယ် input တွေဝင်တာကိုကျမတို့ output တွေပြန်ထွက်တယ်ပေါ့နော်ဒီသဘောတဘာဝရှိတယ်အဲ့တော့စကားပြောရင်တော့ဘယ်လိုလေးတွေပြောတဲ့နဲ့လုပ်ရလေးတွေကတော့ဘယ်လိုလေးတွေရှိတဲ့နဲ့လက်ပါတာမကောင်းဘူးစကားနဲ့နားလည်အောင်ပြောပြဖို့လိုတယ်ဒါတွေကိုလည်းလူကြီးတွေကရှေ့ရနေပြီးတော့ဥဆောင်နှံပြလောက်တက်ဖို့လိုတာပေါ့နော်သူတို့ကိုယ်တိုင်လည်းလောက်ပြဖို့လိုမယ်ရှေ့ကလူကြီးတွေကိုယ်တိုင်ရအောင်တခုခုဆိုတာနဲ့ရန်ဖြစ်နေမယ်အော်နေမယ်ငှောက်နေမယ်ဆိုလို့ရှိရင်ဒီကလေးတွေဒီသူတို့ရှိမှလူကြီးတွေကိုယ်တိုင်လုံးမပြတဲ့အရာကိုသူတို့လိုက်ပြီးလုပ်ဖို့အတွက်ခဲရင်ပါလိမ့်မယ်နော်ဒီတော့ကလေးကိုသွားပြီးတော့ဟဲ့နင်ကအကြီးပဲစိတ်ရှည်လိုက်လေအငယ်ပဲအလျှော့ပေးလိုက်ပေါ့ဒါတွေကဘာမှမဟုတ်တာအယုတ်လေးတယုတ်ပဲလေဆိုတာတွေသွားပြောမယ်အစားတသားကတငယ်ချင်းနဲ့အတူတူကစားချင်တယ်ဆိုလို့ရှိရင်ကစားချင်ချောင်းကိုတငယ်ချင်းကိုနားလည်အောင်ပြောပြပေးရမယ်လေညီလေးကညီမလေးနဲ့အတူတူဒီမုတ်ကိုမျှစားချင်တယ်ဆိုလို့ရှိရင်အတူတူစားရအောင်ဆိုပြီးတော့နားလည်ဖို့လိုအပ်တယ်ငယ်လေးနားလည်အောင်ပြောပြပေးရမယ်စသဖြင့်ပေါ့နော်ဒီလိုအချက်မျိုးတွေနဲ့ကျမတို့တွေစနစ်တကျသွန်သင်ပြသပေးဖို့လိုတယ်အဲ့လိုမဟုတ်ဘဲနဲ့အရှိမပြောခဲ့တယ်လို့ပဲပေါ့နော်စနစ်တကျတစ်ဖက်သားကိုနားလည်အောင်မပြောဘူးဆိုလို့ရှိရင်ကကြတော့ဒီကလေးဒီသူသုံးလိုက်တဲ့အသုံးနှုံလုံးလိုက်တဲ့လောက်ရက်တွေဒီမှန်နေသလားမှားနေသလားဒါကိုသိချင်မှသိလိုက်မယ်ပေါ့နော်ဆိုဒါလေးတွေရှိပါတယ်ဒါကြောင့်မို့လို့တယောက်နဲ့တယောက်စကားပြောရဲဆိုတဲ့အခါမှာတစ်ဖက်သားကပြောတဲ့စကားဒီနောက်နားထောင်တဲ့သူကိုနားလည်အောင်ပြောထဖို့လိုအပ်တယ်ဆိုတဲ့အကြောင်းလေးတွေကျမတို့စနစ်တကျကလေးတွေကိုသင်ကြားပေးဖို့လိုပါလိမ့်မယ်ဒါဆိုနောက်တစ်ချက်ပေါ့ဘာမလိုက်ဖို့ကျွန်တော်ငယ်ငယ်ရဆိုလို့ရှိရင်လည်းရှိတတ်တယ်အကြီးလေးအကြီးရ short ပေးရမှာပေါ့အငယ်လေးအငယ်အကြီးစကားနားထောင်လေးစသဖြင့်ပေါ့နော်အခြေအနေတွေအများကြီးရှိတယ်ဒါမှမဟုတ်ကိုယ့်အိမ်မှာဘေးရင်ကတငယ်ချင်းကလာကစားတယ်ဆိုလို့ရှိရင်လည်းနေကအင်ရှင်ပဲအ short ပေးလိုက်ပေါ့ဒါမှမဟုတ်ဧည့်သည်ဆိုလို့ရှိရင်လည်းနေကဧည့်သည်ပဲအင်ရှင်အ short ပေးရမှာပေါ့စသဖြင့်ပေါ့နော်ဘာလဲဆိုတဲ့အခါကျတော့တိတ်တော့မသိတာဘူးဒါပေမဲ့နင်ကအလျှော့ပေးရမှာပေါ့နင်ကအလိုလိုက်ပေးရမှာပေါ့နင်ကအကြီးပဲနင်ကအငယ်ပဲနင်ကဧည့်သည်ပဲစသဖြင့်ပေါ့နော်အခြေအနေတွေအများကြီးနဲ့ကျမတို့တွေနှိုင်းယှဉ်ပြီးပြောခံရတယ်အဲ့ခါမှာတစ်ဖက်ကိုတိတိတတ်တာဗတ်လိုက်သွားတယ်ဗတ်လိုက်ခံရတဲ့သူဘက်ကမတိတာပဲမဲ့တစ်ဖက်ကကြတော့အော်ဗတ်လိုက်ပြန်ပြီငါကိုတော့လှုပ်လိုက်ပြန်ပြီဆိုတဲ့ခံစားချက်တွေဖြစ်လာတယ်ပေါ့နော်ဒီခါမှာဘာဖြစ်လဲဆိုတဲ့အခါကျတော့ငါဒီအမြဲတမ်းကြာရှုံးတဲ့သူဆိုတဲ့ခံစားချက်မျိုးကိုကလေးတွေကိုခံစားရစေတယ်။အမြဲတမ်းဗလိုက်ခံရခြင်းအပြင်ဆိုလို့ရှိရင်ဗလိုက်ခံရတဲ့သူကကြတော့လေဘာပဲဖြစ်ဖြစ်ငါဟာမှန်တယ်ဆိုတဲ့ခံစားချက်မျိုးဖြစ်သွားစေတယ်ပေါ့။အဲ့ခါမှာနောက်ပိုင်းအရွယ်ရောက်လာတဲ့ဆိုတဲ့ခါမှာကိစ္စရက်တွေလုပ်မယ်ဆိုလို့ရှိရင်လည်းအဆင်မပြေနိုင်ဘူး။ဒီသဘောတဘာဝတွေရှိသွားနိုင်တယ်ပေါ့နော်။အဲ့တော့ဘာပဲလုပ်လို့အကြီးမို့လို့ဗလိုက်တယ်အငယ်မို့လို့ဗလိုက်တယ်ဧည့်သည်မို့လို့ဗလိုက်တယ်အင်ရှင်မို့လို့ဗလိုက်တယ်ဆိုတာမျိုးတွေထက်ဘယ်သူကစမှားတာလဲ။ဒါမှမဟုတ်ဘယ်ဘက်ကစပြီးအဆင်မပြေဖြစ်စေတာလဲစသဖြင့်ပေါ့နော်ဘာမလိုက်ပင်နဲ့ကျမတို့ကိစ္စလေးတွေဖြစ်ရှင်းဖို့လိုတယ်ဘာမလိုက်ဘူးဆိုတဲ့နေရာမှာလည်းကိစ္စတေးသေးလေးမို့လို့ကိစ္စကြီးကြီးမို့ဆိုတာမရှိပါဘူးเนาะကိစ္စတေးသေးလေးလည်းဗလိုက်လို့မရပါဘူးကိစ္စအကြီးကြီးလည်းဗလိုက်လို့မရပါဘူးเนาะဒါလေးကိုကျမတို့သိထားဖို့လိုပါမယ်နောက်တစ်ချက်အနေနဲ့ဆိုလို့ရှိရင်တော့ကလေးတွေကိုပြန်ပြီးတော့တင်မြတ်အောင်ကူညီပေးဖို့လိုတာပေါ့သဘောတရားကတော့ခုနကလိုမျိုးရန်ဖြစ်တယ်ပေါ့ရန်ဖြစ်တယ်ဆိုတဲ့အခါမှာတော့အနေနဲ့နှစ်ယောက်ခွဲလိုက်တယောက်နဲ့တယောက်စကားမပြောနဲ့တော့ဒါမျိုးတွေရှိတယ်ဒါမှမဟုတ်တချို့ဆိုလို့ရှိရင်ကျမကြားမှုတာကကြတော့မောင်နှမနှစ်ယောက်သို့မဟုတ်ညီကိုနှစ်ယောက်ရန်ဖြစ်ကြတယ်ပေါ့နော်ညီမတွေရန်ဖြစ်ကြတယ်ဆိုတဲ့အခါမှာရန်ဖြစ်ပြီးသွားပြီဆိုလို့ရှိရင်ပြန်ခေါ်မခေါ်တယောက်နဲ့တယောက်ဖတ်ခိုင်းတာဒါမျိုး technique လေးတွေသုံးကြတာရှိတယ်။တချို့ကကြတော့အဘွားပေးခိုင်းတာ။တချို့ကကြတော့လေကိုညီမှားသွားပါတယ်။တကယ်ချင်းရေငါမှားသွားပါတယ်တောင်းပန်ပါတယ်။စသဖြင့်ပေါ့နော်။ကိုဘက်ကမှားတယ်ဆိုလို့ရှိရင်မှားကြောင်တစ်ဖက်ကိုတောင်းပန်တဲ့အမှုအရာစကလုံးဒါမျိုးလေးပြပေးတာမျိုးပေါ့နော်။ဒါကတော့ပြန်ပြီးတော့ကလေးတွေကိုသင်မြအောင်ကူညီပေးတယ်ဆိုတဲ့အခါမှာနီးလန်းတွေကတော့အမျိုးမျိုးရှိတယ်။အဲ့ဒီနီးလန်းတွေအမျိုးမျိုးတွေကနေမှတဆင်ကလေးတွေအတွက်တင့်တော်တဲ့ကောင်းမွန်တဲ့နီးလန်းတွေကိုသုံးကြည့်ပေးလို့ရပါတယ်ပေါ့နော်ဘယ်လိုပြောမလဲအရှိကပြောခဲ့တဲ့အချက်တွေလိုပဲပေါ့ပြန်ပြီးတော့တင့်မြအောင်ကူညီရဲဆိုတဲ့အခါမှာကလေးတွေကိုရိုက်နှက်လိုက်တာမျိုးဒီလိုဟာတွေလုပ်တယ်ဆိုလို့ရှိရင်တော့အဆင်မပြေဘူးပေါ့နော်ပြန်လဲတင့်မြအောင်ကူညီပေးရဲဆိုတဲ့အခါမှာကောင်းမွန်မှန်ကန်တဲ့နည်းလမ်းတွေကိုတော့ကျမတို့သုံးဖို့လိုပါလိမ့်မယ်နောက်တစ်ချက်ကလေးတွေကိုအချိန်ပေးပြီးကူးဆိုင်နိုင်မှုကြိုးစားပါဆိုတာသဘောတရားပြောချင်တာက
ကျမတို့ဒီအရင်ခက်နဲ့အခုခက်ကမတူတော့ဘူးပေါ့နော်။ဥပမာအရင်ခက်ကဆိုလို့ရှိရင်ကလေးတွေအများကြီးမွေးကြတယ်။ဒါပေမဲ့မောင်နှမတွေအချင်းချင်းပြန်ပြီးဂရုစိုက်တယ်။ဒါမှမဟုတ်မိဘတွေကကလေးကိုဂရုစိုက်ဖို့အချိန်တချို့ကြတော့လည်းပေးနိုင်တယ်တချို့ကြတော့လည်းတိတ်မပေးနိုင်ကြဘူးပေါ့နော်။ဒီခေတ်မှာကပို့ပြီးတော့ဆိုးလာတယ်။ကလေးတစ်ယောက်ပဲမွေးထားတာနှစ်ယောက်ပဲမွေးထားတာဖေမေနဲ့မေမေနှစ်ယောက်လုံးဒီအလုပ်လုပ်ကြရတာများတယ်။ဒါမှမဟုတ်ကလေးကိုကင်မရာတစ်လုံး laptop တစ်လုံးဖုန်းတစ်လုံးနဲ့ပဲအချိန်ကုန်ခိုင်းထားကြတာမျိုးလေးတွေတော်တော်များနေတာကိုကျမတို့တွေ့ရတယ်။အဲ့မှာဘာဖြစ်လဲဆိုတဲ့အခါကျတော့ကလေးကဖုန်းဆွဲသွားတယ် YouTube ကိုဆွဲသွားတယ်စသဖြင့်ပေါ့နော်ဒါရီဒီကလေးရဲ့ရေရှည်အတွက်ကိုဆိုလို့ရှိရင်အဆင်မပြေပါဘူးအဲ့လိုတော့တချို့ကပြောကြမယ်ပေါ့နော်တနေ့ကုန်အလုပ်လုပ်နေရတာကလေးကိုကူးဆိုင်ဖို့အတွက်အချိန်မရှိဘူးပေါ့ဒါမျိုးတွေဖြစ်လာတယ်ဆိုလို့ရှိရင်တော့လုပ်လို့ရတဲ့နည်းလမ်းကတော့ကလေးကိုတစ်နေ့ကိုက7မိနစ်အချိန်ပေးနိုင်လားနိုင်ရွက်အချိန်ပေးနိုင်လားတနားရီအချိန်ပေးနိုင်လားတိကျသေချာတယ်သတ်မှတ်ထားတဲ့အချိန်တစ်ခုပေါ့ကိုပေးနိုင်တဲ့အချိန်က7မိနစ်ပဲဖြစ်ဖြစ်နာရီဝက်ပဲဖြစ်ဖြစ်ပြဿနာမရှိဘူးနေ့တိုင်းဒီကလေးကိုဘယ်အချိန်မှာတော့အချိန်ဘယ်လောက်ပေးမယ်ဆိုတာမျိုးလေးတွေကိုယ်တိုင်သတ်မှတ်ထားဖို့လိုတယ်ပေါ့တိကျသေချာတဲ့အခြေအနေတစ်ခုကိုကလေးကိုပေးထားမယ်ဆိုလို့ရှိရင်ကျတော့ကလေးကအဆင်ပြေစေပါတယ်ပြီးတော့ကလေးနဲ့အတူရှိနေတဲ့အချိန်မှာဆိုလို့ရှိရင်ကျမတို့ဖုန်းပြောတာတွေတခြားသူတွေနဲ့ message ပို့နေတာတွေစကားပြောနေတာတွေဒီအဆင်မပြေပါဘူးကလေးနဲ့အတူရှိချိန်ဒီကလေးတဦးတည်းနဲ့သာအကုန်ဆုံးမှာဖြစ်ပါတယ်ဒါမှမဟုတ်ကလေးနှစ်ဦးကိုအချိန်ပေးတဲ့ကလေးနဲ့သာအကုန်ဆုံးဖို့လိုအပ်ပါတယ်ပေါ့နော်အဲ့ဒီအချိန်မှာကလေးကိုလည်းဖုန်းပေးထားတယ်ကိုကလည်းဖုန်းကင်နေမယ်ဆိုလို့ရှိရင်ဒါဟာကောင်းမွန်မှန်ကန်တဲ့အချိန်ပေးနေတာဟုတ်မနေပါဘူးပေါ့ဒီသဘောလေးရှိမယ်ပေါ့နော်ပြီးတော့ဂယုစိုက်ဖို့ပေါ့ဂရုစိုက်ဖို့ဆိုတဲ့အခါမှာကျမတို့ဒီကလေးကိုထမင်းခွန်ကျွေးမှာဂရုစိုက်တာကလေးကိုရှူရှူတက်ပြီးမှဂရုစိုက်တာဒါတခုလည်းမဟုတ်ပါဘူးပေါ့နော်ကလေးမျက်စိရှိမှာကိုယ်တွေလုံးပြနေတဲ့အရာတွေကိုယ်တွေပြောနေတဲ့စကားတွေဒီຢာတွေအားလုံးဒီလူကြီးတွေကိုယ်တိုင်ရမိမိကိုယ်မိမိဂရုစိုက်ဖို့လိုအပ်ပါတယ်ကလေးတွေဒီလူကြီးတွေစီကနေပြီးတော့အမြင်အာရုံဖြစ်စေအကြအာရုံဖြစ်စေအာရုံ၅ပါးလုံးနဲ့ဖြစ်စေတင်ယူနေကြတာဖြစ်ပါတယ်ဒီလိုတင်ယူနေကြတာဖြစ်တဲ့အတွက်ကလေးကိုအချိန်ပေးတဲ့အချိန်မှာလည်းကလေးတွေတင်ယူနေတဲ့အရာဒီကောင်းမွန်မှန်ကန်တဲ့အရာတွေဖြစ်ဖို့လိုအပ်ပါတယ်เนาะဒါကြောင့်မို့လို့ကျမတို့တွေကလေးတွေရန်ဖြစ်နေတဲ့ဆိုတဲ့အခါမှာထည့်သွင်းပြီးတော့စဉ်းစားလို့ရတဲ့ချက်တွေဆိုလို့ရှိရင်ဒီချက်လေးတွေကိုထည့်သွင်းစဉ်းစားပြီးတော့ကလေးတွေကိုကောင်းမွန်မှန်ကန်တဲ့နည်းလမ်းအနေနဲ့ကျမတို့စုဆုံးမပေးလို့ရပါတယ်ပေါ့နော်ဟုတ်ကဲ့ပါဒါဆိုလို့ရှိရင်တော့ပထမမေးခွန်းအတွက်ကိုကျမဖြေထားတဲ့အဖြေလေးကိုတော့ဒီလောက်နဲ့ပဲရနာလိုက်ပါမယ်ရှင်ကဲကျေးဇူးပါဒီချဲနောက်ထပ်မေးခွန်းလေးတွေကိုတော့နောက်ထပ်ပြီးဆုံးမှာစောင့်မျှော်ကြည့်ရှုပေးပါအောင်နော်ဟုတ်ကဲ့ပါဒီချက်ကျေးဇူးပါ